ချင်းမိုင်မှာနောက်တိုင်း suits တွေကို customize ချုပ်ပြီးတော့စိတ်ကျဉ်တဲ့မှုအပြည့်အဝရမယ်လက်ရလည်းတည်တည်တက်နဲ့ဈေးနှုန်းပန်9000ကနေစချုပ်လို့ရတယ်အရန်အရေးကြီးလို့အမြန်လိုချင်နေပါတယ်ဆိုတဲ့သူတွေအတွက်လည်းအချိန်တရက်ခွဲတဲ့နဲ့အမြန်ချုပ်ပေးတယ်အမြန်ကြီးလည်းလုံးဝပေးစရာမလိုတဲ့ New Motor Custom Dealer မှာအညာသားနောက်တိုင်း suits ကို customize သွားချုပ်ဖြစ်ခဲ့တဲ့အတွေ့အကြုံလေးကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့အမြဲတမ်းထားကြပြီးတော့ gentleman ဆန်ကျင်တဲ့ညီကိုတို့ဒီ vlog လေးကိုဆက်ပြီးတော့ကြည့်ပေးပါအောင်အားလုံးပဲမင်္ဂလာပါဒီခေါက်တော့ကျွန်တော်ကတက်စရာပွဲလေးရှိရနဲ့နောက်တိုင်း suits ကို customize ချုပ်ချင်တော့လိုက်ရှာရင်းနဲ့ Google မှာ Google review တွေအများကြီးရထားတဲ့ design လေးကိုတွေ့တာပါနောက်တစ်ခုကကျွန်တော်ဘဝမှာပထမဆုံးချုပ်ဖူးတဲ့ customize suit ဖြစ်တော့ကျွန်တော်စိတ်တိုင်းမကြမှာလဲဆိုတယ်ပြီးတော့ဈေးနှုန်းနဲ့အရန်များတာမျိုးလဲကျွန်တော်မတက်နိုင်တော့ကျွန်တော်ဈေးသက်သာတယ်ပြီးတော့ customize လက်ရကောင်းကောင်းဆိုင်ဒီဇိုင်းကိုလိုက်ဆိုင်နေကျွန်တော် design ကိုတွေ့ပြသွားတာပါဆိုင်ရဲ့နာမည်ကတော့ New Motor Custom Dealer ဖြစ်ပြီးတော့ဆိုင်တီနီယာကတော့ကျွန်တော်ချင်းမိုင်မျိုးရဲ့ night pizza ဈေးအနီးမှာရှိတာပါဆိုင်ထဲမှာတော့ကျွန်တော် fabric မျိုးစားတွေအများကြီးရှိတယ်ဆိုင်မှာရှိတဲ့အကူကလည်းကျွန်တော်တခြားလေးရှင်းပြပေးတယ်ဘယ်လိုခန်းသားအတွက်ချုပ်ချင်တာလဲဘယ်လိုပုံစံမျိုးကိုကြိုက်လဲဘယ်လိုရောင်ကြိုက်လဲပေါ့နော်ဒီ New Motor ဆိုင်မှာကကိုသုံးမဲ့ budget ပုံမှာမူတည်ပြီးတော့ပိတ်စအသားရဲ့အယောင်ရည်ကိုစိတ်ကြိုက်ရွေးလို့ရပါတယ်ကျွန်တော်လိုမျိုး customize suit ကိုပထမဆုံးချုပ်ဖူးတဲ့သူတယောက်ကိုသူတို့အသေးချာချာရှင်းပြပေးတာကလည်းတော်တော်ကိုသဘောကျဖို့ကောင်းတဲ့ချက်ပါဒီဆိုင်မှာကကျွန်တော်ကုန်းနဲ့ပန်တဲ့ကိုအနည်းဆုံး budget ပန်9000နဲ့စပြီးတော့ချုပ်လို့ရပါတယ်ဆိုတော့ကျွန်တော်ဘဝမှာပထမဆုံးချုပ်ဖူးတဲ့ customize suit ကိုကျွန်တော်အကြိုက်ဆုံး favorite color ဖြစ်တဲ့အနက်ရောင်နဲ့ပဲချုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အနက်ရောင်ကိုမှရိုးရိုးနဲ့တာမဟုတ်ပါဘူးပိုပြီးနဲ့တဲ့ Jefflet နဲ့ချုပ်ခဲ့တာပါဒီကောင်ပုံမဲ့နော်အနေပိုးဆိုဒီမှာကျဘာဘလက်ပေါ့ jet black ကျွန်တော်ရွေးခဲ့တဲ့ Jet Black ကပုံမှန်နဲ့ရောင်နေတဲ့ပိုပြီးနဲ့ဆိုပြီးတော့အသားလေးတော်တော်ကောင်းပါတယ်ချုံမဲ့အသားရွေးပြီးသွားပြီဆိုတော့ဆရာငွေတဝက်ရဲ့ဖုန်းနံပါတ်ရဲ့နာမည်တွေကိုရေးပေးခဲ့ရပါတယ်ပြီးရင်တော့ကိုယ်တိုင်းဆက်တိုင်းပေးပါတယ် customize ချုပ်တာဆိုတော့ကျွန်တော်ကိုယ်တိုင်းကိုအသေးစိတ်အတိအကျသေးသေးချာချာတိုင်းပေးပါတယ်ဘောင်းမီဆိုလို့ရှိရင်ကျွန်တော်ခါပေါ်တင်ဝတ်သလားပုံမှန်ဝတ်နေကြအတိုင်းဝတ်သလားဆိုတာကစသူတို့အသေးစိတ်မေးပြီးတော့တခြားတိုင်းပေးတာပါညာသားကတော့ regular fit ပဲချုပ်မှာပါ formal shirt အတွက်ကတော့ကျွန်တော်ဖြူအောင်ကိုပဲရွေးလိုက်ပါတယ်ပုံမှန်နောက်တိုင်းဝတ်စုံတစ်စုံချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်အချိန်4ရက်3ပုံ5ရက်ယူရပါတယ်အဲ့ဒါကမှမိတ်ဆွေကအမြန်လိုနေရဆိုလို့ရှိရင်သူတို့အချိန်1ရက်ခွဲတဲ့နဲ့ရအောင် PC ချုပ်ပေးပါတယ်အဲ့အတွက်လည်းကျွန်တော် extra charge လုံးဝပေးစရာမလိုပါဘူးဒီနေ့ကကျွန်တော် New Motor မှာဒီ suit အပ်ပြီးတော့2ရက်မြောက်နေပေါ့နော်2ရက်ကြာပြီးတဲ့အချိန်ကျွန်တော်ဒီခုကဒီနေ့က fitting day ပေါ့ fitting day ပေါ့နော် fitting ချက်လာပေါ့နော်New Motor မှာကျွန်တော်နောက်တိုင်း suit တွေချုပ်ပြီးသွားလို့ကိုကခန္ဓာကိုယ်ပိန်သွားတာမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာပြန်ပြီး fitting လာချလို့ရပါတယ်အဲ့ဒါလည်းကျွန်တော်ထပ်ပြီးစရာမလိုပါဘူးဒါကတော့ကျွန်တော်ကိုင်းကြီးအတွင်းသားမှာခံပြီးချုပ်မဲ့ဒီဇိုင်းရွေးနေတာပါကျွန်တော်ကတော့ဒီရွှေရောင်ရိုးကောင်းဒီဇိုင်းကိုပဲရွေးလိုက်ပါတယ်ကဲဒါတော့ညာသားနောက်ဆုံး final ပါ final result ပါတွင်းနေအနေထားပါတယ်နော်ကဲဒါလေးကို final လုပ်ကြည့်လိုက်ပါဦးကျွန်တော် fitting day ပြီးသွားပြီးတော့2ရက်ကြာပြီးရဲ့နောက်မှာကျွန်တော်ရဲ့ suit ကလုံးဝအကုန်ပြီးသွားပါပြီ New Motor မှာနောက်ထပ်သဘောကျစရာကောင်းတဲ့အချက်ကဝတ်စုံအကုန်ပြီးသွားလို့ရှိရင်ဝတ်စုံနဲ့အတူတွဲဝတ်ကြည့်လို့ရအောင် fnet တွေလည်း sample ထားပေးထားပါတယ်ကိုချုပ်ထားတဲ့နောက်တိုင်းဝတ်စုံကဝတ်စုံပြေဘယ်လောက်လိုက်ဖက်မှုရှိလဲမရှိလဲကြည့်လို့ရတာပေါ့ဗျာဒီမှာရှိရလို့ငကတိုင်းနေနေစမ်းဝတ်ကြည့်လို့ရတယ်ဒါလေးဧည့်သည်အတောင်းလို့ဆိုရင်သူတို့လက်ဆောင်ပေးသေးတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အညာသားပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ suit ကတော့လုံးဝပြီးသွားပြီပေါ့နော်ကျွန်တော်ဒီအပေါ်ကုတ်ရယ်အတွင်းနဲ့ရှက်ရယ်ဒီ fan ရယ် PC ကိုကျွန်တော်9000ပဲကြာပါတယ်ကျွန်တော်ချုပ်တဲ့ဆိုင်ကတော့ New Motor လို့ခေါ်ပါတယ် New Motor ကဘယ်မှာရှိရလဲဆိုတော့ချင်းမိုင်မြို့ဒီ night pizza ပေါ့ night pizza ဈေးကြီးရဲ့လမ်းပေါ်မှာပဲရှိတာပါ location နဲ့ချပေးထားပါမယ်နောက်တစ်ခုပြောချင်တာကညာသားရဲ့ video ကိုကြည့်ပြီးတော့ဒီမှာလာပြီးတော့ suit အပ်မယ်ဆိုလို့ရှိရင်လာပြီးချုပ်မယ်ဆိုရင်ပေါ့နော် 5% discount ပေးပါမယ်နော်ဒီဆိုင်ရှင်ကပြောပါတယ်အဲ့တော့လာပြီးတော့ချုပ်ကြပါလိုအပ်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာကပွဲတွေအတွက် event တွေရှိမယ်ပွဲတွေရှိမယ် wedding တွေရှိမယ်ဆိုလို့ရှိရင်စိတ်ချယုံကြည်သွားလာချုပ်လို့ရပါတယ်တကယ်လည်းသဘောကောင်းပါတယ်စားပစ်ကောကျွန်တော်လက်ရာကိုတကယ်ကိုအဆင်ပြေတာပါဒါဆိုလို့ရှိရင်လည်းကျွန်တော်ဒါဆိုလို့ရှိရင်အပ်ထားတဲ့လူတွေပေါ့အပ်ထားတဲ့လူတွေထားတယ်အများကြီးပဲလာကြတယ် foreigner တွေတော်တော်များများလာချုပ်ကြတယ်မိတ်ဆွေက New Motor မှာနောက်တိုင်းဆိုသွားချုပ်မယ်ဆိုလို့ရှိရင်ညာသားရဲ့အခု blog ကိုပြတာနဲ့ 5% discount ရမှာပါကိုယ်တိုင်သွားချုပ်ရင်လည်းတကယ်ကိုအဆင်ပြေတဲ့ဆိုင်လေးမလို့ညာသားညွှန်ပေးလိုက်တာပါနောက်တိုင်းဆိုချုပ်ဖို့လိုအပ်နေတဲ့ညီကိုတွေလည်းခု blog လေးကိုကြည့်ရင်းနဲ့ data တိုင်ကောင်းလေးတစ်ခုကိုသိရှိသွားမယ်လို့မျှော်လင့်ပါတယ်ထုံးစံတိုင်းပဲညာသားရဲ့နောက် blog တွေမှာပြန်တွေ့ပါအောင်မယ်ခင်ဗျာ